Smile Smile ကျွန်တော်တို့စီးရမယ့်တာမီနယ်ရဲ့လက်ကီကို check in လုပ်ဖို့အတွက်ကူရှာနေတာပါဘာလို့လဲဆိုတော့ကျွန်တော်တို့ပို့ထားတဲ့ check in Gmail ထဲမှာသူတို့ကဘယ်တာမီနယ်လည်းမပြောထားတဲ့အကြောင်းအခုရှာနေတာဖြစ်ပါတယ်ဆိုတော့စီးရမယ့် airline ကိုတွေ့တော့ပါပြီ check in ကိုတွေ့တော့ကြတော့ပါတယ် memory ခုကကျွန်တော်တို့ airport ထဲဝင်ခင်လေဝမ်းမှာရှိတဲ့ဝန်ထမ်းတွေကိုကျွန်တော်တို့နိုင်ငံမီးနေရဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အခုတစ်ခေါက်ကကျွန်တော်တို့ရဲ့ပထမဆုံးတစ်ခေါက်ဖြစ်တာကြောင့်လိုအပ်တာလေးတွေမီးနေရဖြစ်ပါတယ်။ဒါဖြစ်ပါတယ်။ခုမြင်တွေ့ရတာကတော့ကျွန်တော်တို့ LAH International Airport ရဲ့အထဲမှာဖြစ်ပါတယ်။ခုဒီကျွန်တော်တို့ဘယ်လိုသွားမလဲဘယ်လိုလုပ်ရမလဲဆိုတာမသိသေးပါဘူး။ဒါကြောင့်မီးစဲမြန်စဲဆက်စုစဲဖြစ်ပါတယ်။ဆိုတော့ဒါတွေကတော့ကျွန်တော်တို့ check in ဝင်တဲ့ကောင်တာတွေပဲဖြစ်ပါတယ်ကျွန်တော်တို့နဲ့တော့မဆိုင်ပါဘူး Let's go to LA to New Yorkအဲ့တော့ကျွန်တော်တို့ luggage check in လုပ်ဖို့အတွက်ကျွန်တော်တို့ကိုယ်တိုင်သူတို့ Gmail ကနေပို့ထားတဲ့ scan code ကို scan ဖတ်ပြီး Smile LA to New York ကပါပြုံးဖြီးနေရပါ9ပေါင်ပို့လို့55တော့ကုန်ပေးလိုက်55တော့အစီပဲအစီ55အစီပဲပေးမလိုက်ဘူးတော့ပြရမဟုတ်ပြပြန်ရပါလေလာပါအများပြောချင်သေးတယ်ဟိုအိမ်တိုင်းဘာကြမှာပြောချင်ကျောင်းကပါဆောင်းရဲလို့အိမ်ကပဲသွားပါတော့တစ်ချက်တော့မပြုံးအဲ့ဆိုကြီးLA to New York ပါကျွန်တော်တို့ရဲ့ဒီ key နေပဲတော့အိမ်တော်ဝင်ကြပါမယ်အိမ်သားဆိုင်ရာပြီးတော့ပါပြီး backing check in လည်းပြီးတော့ပြီးနောက်မှာတော့လင်းစီးဖို့ပဲကျန်မှာတော့တယ်နောက်ပိုင်းမှာပြန်တွေ့ပါမယ် see you guys let's go ပြုံးမအောင်ဒီလေပြုံးမအောင်ညံပြောနေဘာကြမှာလဲအဲ့တော့ကျွန်တော်တို့ဒီအောင်ပါမယ်ဒီကဲကတော့ဖြစ်ပါတယ်ချိန်ကတော့ချိန်အဖြစ်နိုင်45ပဲရှိနေပါပြီတော့ဒီစီကတော့ကဲကိုကျွန်တော်သွားနေရပါတယ်ကဲကိုသွားပြီးတော့နားကြော်တော့ရှိပြီးကနဒါမှာလာပါမယ်အဲ့တော့ပြီးရဲ့နောက်မှာတော့ကျွန်တော်တို့ဒီကဆက်လက်ပြီးခီးစမှာဖြစ်ပါတယ်အလုံးလိုက်လိုက်ခဲ့ကြပါအောင်ရမှာတယ်ဆက်လိုက်ပါမင်္ဂလာပါမင်္ဂလာပါဗျမင်္ဂလာပါဗျအခုကတော့ကျွန်တော်ဆောက်နေပါပြီဒီကောက်ကိုပြန်လို့ပါအော်ဟိုသွားမှာကျွန်တော်အေးတောင်းလိုက်ပြီးဘန်ကောက်ဘန်ကောက်ရန်ကုန်ကျွန်တော်သွားမှာ transit 3ချောင်းစီးမှဖြစ်ပါတယ်ရန်ကုန်ပြန်တော့မယ်လိုက်မလားလက်ကြီးတွေအပ်ပြီးပါပြီလိုက်မယ်ဘောတက်ပါတော့မယ်ဒီမှာပြောလိုက်ပါအောင်ရန်ကုန်လိုက်မယ်တရားလေအားလုံးပဲနှုတ်ဆက်လိုက်ပါအောင် Tata, bye bye, see you, carry you. Okay, In a single file line behind the yellow circle that indicates wait here. We do have a second line here at the... Let's go to New York. Mari papi. Wow, New York ကိုတော့မယ်လေးမရောက်ပါဘူး။ New York City ကိုသွားကြ။ဖိုင်လုံးပါလေ။ရှောက်လေရှောက်ပါမယ်ရှောက်ကြည့်ပဲရှောက်သွားမယ်။ Okay ပါ Those of you just joining us, welcome aboard Frontier Airlines flight service to Atlanta. ဆိုရင်တော့ကျွန်တော်တို့ Atlanta Georgia လေဆိပ်ကိုရောက်ရှိပါပြီ။ Georgia လေဆိပ်ကနေပြီး LAMC ကိုနောက်ထပ်2နာရီခွဲ3နာရီလောက်ရှိရမှာဖြစ်ပါတယ်။ဟိုကတော့နောက်လေယာဉ် transfer ဖို့အတွက်လေယာဉ်ကိုစောင့်မှဖြစ်ပြီးတော့နိုင်ခင်9နာရီခွဲလောက်ကြာရင်တော့ Atlanta Georgia ကနေပြီး New York ကိုဆက်လက်ခီးဆက်မှာဖြစ်ပါတယ်။
ဒီနာခုမနက်ခင်းကကျွန်တော်အတလန်တာကနေပြီးတော့နယူးယောက်ကိုသွားရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်တစ်2 နာရီလောက်စီးပြီးသွားရင်တော့နယူးယောက်ကိုရောက်ပါပြီဆိုတော့ကျွန်တော်တို့လင်းစီးလိုက်ပါအောင်မယ် ကျွန်တော်တို့ဘယ်ရောက်ရအလင်းရောက်နေပါပြီဒီရောက်စီတီကိုကျွန်တော်ရောက်ပါပြီ စီဒီယိုရောက်ပါပြီ ဟာလေ immigration ဖြစ်အောင်ပါ နောက်ဆုံးဘာလဲဟာဘယ်နှစ်နာရီရှိရ8နာရီ စစ်တော့လင်းရတယ်တဲ့ delay လည်းဖြစ်သွားသေးတယ် 9နာရီစီးပြီးတဲ့နောက်မှာတော့နယူးယောက်ကို finally ကျွန်တော်ရောက်ရှိခဲ့ပါပြီ တော့ဖြစ်နာနေဖြစ်သွား ခုကတော့ immigration ဖြတ်တော့မှာပါ immigration ဖိုင်တော့နည်းနည်းလေးစပိန်လောက်ပါသေးတယ်လင်းယူခါရမ်းအောင်မောင်းလာ roller coaster ဟိုဒေါ်လာ300 roller 300ကိုလည်းစားလိုက်ရ ဒီပါ immigration ဖြတ်ပြီးမှပြန်တွေ့ကြပါမယ်ဘိုင်အကိလေစီကျွန်တော်တို့သွားနေပါမယ်အကိလေကတော့immigration ဖြတ်တဲ့နေရာနဲ့ရန်ဝူရဲ့အတွက်ကြောင့်တော်တော်လေးတော့လမ်းရှောင်နေရတယ်ဒါပေမဲ့ကျွန်တော် lucky ပြီးတော့ရင်တော့ immigration ဖြတ်ပြီးရောက်ချင်အောင်မှာဖြစ်ပါတယ် ရောက်တယ်လေအဲ့လေး နယူးယောက်ကိုရောက်ပါပြီ တော့မနက်ပိုင်းပေါ်လုံးလာခဲ့ ခဲအေးပါတယ်နယူးယောက်မှာအန်လီထက်အများကြီးအေးပါတယ်ဒီလေးဘာပြောချင်နေလဲ မေးပါဦးစောက်ဖို့ရှောက်ပြောအားမေးအေးဆေးပဲကျွန်တော်တို့မာကြီးသူတယောက်တည်းကွက်ပြီးတော့အေးကျွန်တော်တို့အေးအလွတ်ဟုတ်တယ် မြို့ထဲမှာဆက်လိုက်ပြီးတွေ့ကြမယ်